ဒီလိုတည်းရဲ့စင်မြင့်ထက်မှာငါကိုငါရင်ချက်ပြီးလို့ထင်ခဲ့တာဒါပေမဲ့မင်းရဲ့မျက်ဝန်းတွေကငါတည်ငြိမ်ခြင်းကိုလှုပ်ခါခါပြစ်တယ်မင်းရဲ့အချင်နာကပန်းခင်းတစ်ခုလုံးငါရင်ထဲဝင်လာခဲ့ငါတို့ရဲ့ပထမဆုံးရဲ့ပထမဆုံးရဲ့အနန္တပွင့်လာတိတ်တခေါ်ချစ်ချင်ရဲ့သက်သေမင်းနာမငါပြောရတယ်ငါတို့ကြားကရှိုးဝဲချက်ဘယ်သူမှမသိတဲ့လမ်းကြလေးမင်းရဲ့အပြုံးကငါအတွက်တော့ကပါတစ်ခုအပြည့်ရှိတဲ့ပျော်ရွှင်မှုဆိုရင်တော့ငါမင်းကိုစုပ်ကိုင်ထားခြင်းနဲ့ငါတို့ရဲ့ပထမဆုံးရဲ့ပထမဆုံးရဲ့အနန္တပွင့်လာတိတ်တခေါ်ချစ်ချင်ရဲ့သက်သေမင်းနာမငါပြောရတယ်ငါနှလုံးသားမင်းနာတိတ်တခေါ်